ဝန်ထမ်းတယောက်အလုပ်ထွက်တာလစာကြောင့်ကြီးပဲမဟုတ်ဘူးသူတို့မှာလစာအပြင်အခြားအဆင်မပြေတဲ့အကြောင်းအရာတွေအများကြီးရှိနေပါတယ်မင်္ဂလာပါကျွန်တော်ကတော့ကိုချမ်းသာတို့ဖြစ်ပါတယ် business coach ထွေနာတယောက်ဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်ဝန်ထမ်းတွေဘာကြောင့်အလုပ်ထွက်ကြလဲဆိုတဲ့ဥစ္စာကိုပြောပြပေးတင်ပါတယ်ပထမဆုံးချက်ကတော့အဖွဲ့အစည်းရဲ့ခေါင်းဆောင်မှုနည်းလမ်းပါအများစုကလုပ်ငန်းခွင်ကိုမဆုံးခွာကြရဘူးဒါပေမဲ့သူတို့ကမန်နေဂျာကိုမကြိုက်တာဒါမှမဟုတ်ရင်သူတို့ပေါ်အတိမတ်အပြုမခံရတာဒါမှမဟုတ်ရင်အဖွဲ့အစည်းရဲ့ leadership style တွေကြောင့်မို့လဲသူတို့အလုပ်ထွက်ကြတာများပါတယ်ဒုတိယတစ်ချက်ကတော့ဝန်ထမ်းတွေကသူတို့အတိမတ်မပြုလို့အလုပ်ထွက်တာပါလုပ်ငန်းခွင်မှာဝန်ထမ်းတွေရဲ့အတွက် motivation ဖြစ်ဖို့ဆိုလို့ရှိရင်သူတို့အတိမတ်ပြုဖို့အရင်ကြီးပါတယ်အဲ့တော့သူတို့ရဲ့လှုပ်ဆောင်မှုလေးတွေကိုဒီအထက်လူကြီးတွေကအတိမတ်ပြုပေးတာကျေးဇူးတင်ကြောင်းပြောတာတွေကဒါဝန်ထမ်းတွေကိုအလုပ်မှာပျော်ရွှင်စေပါတယ်နောက်တစ်ချက်ကတော့သူတို့အတွက်တက်လန်းမရှိတော့ဘူးလို့သူတို့ထင်လာလို့ရှိရင်လည်းဝန်ထမ်းတွေအလုပ်ထွက်ပါတယ်ယာရုတိုးဖို့ခွင့်လန်းမရှိတော့တာဒါမှမဟုတ်သူတို့တင်တန်းတွေတက်ဖို့အတွက်အခြေမရှိတာစသဖြင့်သူတို့တင်ပေးမဲ့လူမရှိတော့ဘူးလို့သူတို့ခံစားလာတဲ့အချိန်မှာလည်းဝန်ထမ်းတွေကအလုပ်ထွက်တော့နောက်ဆုံးတစ်ချက်ကတော့ work life balance မဖြစ်တာပါဘာလို့လဲဆိုတော့တချို့အလုပ်တွေမှာကြားလို့ရှိရင်အလုပ်ချိန်ရမ်းများတာပိတ်ရက်မရှိတာဒီအကြောင်းအချက်တွေကလည်းလစာဘလောက်ပဲပေးပြီးဝန်ထမ်းတွေအလုပ်ထွက်စေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့မိတ်ဆွေရဲ့အလုပ်မှာဝန်ထမ်းတွေအလုပ်ထွက်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုပြဿနာလို့မခံစားနဲ့ဒါကကိုယ့်ဖွဲ့စည်းမှာပြုပြင်ပြောင်းလဲဖို့အတွက်ပြင်ဆင်ဖို့အတွက်ဒါအချက်ပြနေတယ်သူတို့မှတ်ယူရမှာဖြစ်ပါတယ်အဲ့လိုမျိုးကိုယ့်ဖွဲ့စည်းမှာအချက်ပြမှုတွေဖြစ်နေပြီဆိုလို့ရှိရင်နံပါတ်1ကဘာလုပ်ရမလဲဆိုရင်ကျွန်တော်မန်နေဂျာတွေကို coaching ပေးတာသူတို့ management နဲ့ပတ်သက်တဲ့သင်တန်းတွေပေးတတ်တာမျိုးတွေလုပ်တတ်တယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့သူတို့ရဲ့ဝန်ထမ်းတွေရဲ့ career development အတွက်သူတို့ဘဝတစ်ဆင့်ပြီးတစ်ဆင့်တက်ဖို့အတွက်အလုပ်ကနေသင်တန်းထားပေးတာတော့ဒါမှမဟုတ်သူတို့ကိုယ်ပိုင်တက်မယ်ဆိုရင်သူတို့သင်တန်းတက်ဖို့အတွက်အချိန်လေးတွေရအောင်စီစဉ်ပေးတာတော့လုပ်တယ်နောက်တစ်ခုကကြတော့ဝန်ထမ်းတွေရဲ့အောင်မြင်မှုတည်တည်လေးတွေကစပြီးတော့မှကျွန်တော်တို့ကသူတို့ရဲ့လှုပ်ဆောင်မှုတိုင်းကိုကျွန်တော်တို့ကျေးဇူးတင်ကြောင်းပြောတတ်တဲ့ဒီကာချာတခုတိဆောက်တဲ့တယ်အဲ့တော့ကျွန်တော်တခုအကြံပေးချင်တာအလုပ်ထွက်တော့မဲ့ဝန်ထမ်းကိုစစ်ဆေးတာထက် exit interview မှာဘာကြောင့်အလုပ်ထွက်တာလဲလစာတိုးပေးမယ်ဆိုတာမျိုးတွေလောက်တာထက်စားလို့ရှိရင်အလုံးမထွက်အောင်စီမံခန့်ခွဲတာပို့ပြီးတော့ထိရောက်တယ်လို့ကျွန်တော်မြင်တယ်အလုံးမထွက်အောင်လစာတွေတိုးပေးထားတဲ့စားလို့ရှိရင်သူတို့ဘဝတစ်စင်ပြီးတစ်စင်တက်ဖို့အတွက် career plan တွေကိုကောင်းကောင်းချပေးတာနောက်သူတို့ရဲ့ career development ဖြစ်အောင်ဖွံ့ဖြိုးတိုးတက်အောင်အလုပ်ကနေပြီးတော့မှသင်တန်းတွေထားပေးတာဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်မှာခေါ်ပြီးတော့မှ trainer တွေ training တွေလုပ်ပေးတာဒါတွေကလည်းအများကြီးကိုဝန်ထမ်းတွေကိုအလုပ်မထွက်အောင်ဆွဲဆောင်နေနေဖြစ်ပါတယ်ဝန်ထမ်းအများစုကလစာတွေပို့တိုးပေးထားတဲ့စားလို့ရှိရင်သူတို့ကိုrespect ရှိဆက်ဆံတာနောက်တစ်ခုကသူတို့ရဲ့ဒီဘဝတစ်လျှောက်လုံးအတွက်အောင်မြင်အောင်တိုးတက်အောင်ဒီဖွံ့ဖြိုးတိုးတက်မှုအတွက်လမ်းစာတွေရှာဖွေပေးတာမျိုးကသာဝန်ထမ်းတွေကိုပို့ပြီးတော့ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်အဲ့တော့အဖွဲ့အစည်းတွေရည်ရှိတည်တံ့မှုဆိုလို့ရှိရင် employee retention strategy ကအရင်ကိုရေးကြည့်တယ်အဲ့တော့မိတ်ဆွေအနေနဲ့ဒီ employee retention strategy ကြောင်းဒါမှမဟုတ်ဝန်ထမ်းတွေအခြေပြုပြီးတော့မှကိုယ့်ရဲ့အဖွဲ့အစည်းကိုဒီ viewer ကြအောင်မြင်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့စိတ်ကူးရှိတယ်ဆိုလို့ရှိရင်